TikTok မှာ follower အသစ်နှင့်ရှိတဲ့အကောက်တွေကိုဈေးတန်တန်နဲ့ရောင်းချပေးမယ်ဆိုစိတ်ဝင်စားတာ Okay လူကြီးမင်းက game တွေကိုစိတ်ဝင်စားဖို့ TikTok မှာပဲ short လေးတစ်ခုလုပ်ပြီးတော့ငွေရှာခြင်းနဲ့ဆိုရင်လည်းရပါတယ်ကျွန်တော်တို့ဘက်ကနေပြီးတော့ TikTok follower အသစ်နှင့်ရှိအကောက်တွေကိုဈေးတန်တန်နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်နောက်ပြီးတော့ game တွေကိုစိတ်ဝင်စားတဲ့ brother တို့ကကျွန်တော်ရှိမှာ game အကောက်တွေကိုဈေးတန်တန်လေးနဲ့ရောင်းချပေးနေပြီဖြစ်ပါတယ်လူကြီးမင်းက game ကောက်တွေကိုမဝယ်ခြင်းဘူးကြံရောင်းခြင်းနဲ့ဆိုရင်လည်းရပါတယ်ကျွန်တော်တို့ဘက်ကနေပြီးတော့ဈေးတင်တင်နဲ့ပြန်ဝယ်ပေးနေပြီဖြစ်ပါတယ်လူကြီးမင်းက MLBB ကိုစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရှိမှာ game ကောက်လေးတွေအယောင်းဝယ်လုပ်ရင်းနဲ့ diamond လေးတွေကိုအားပေးသွားလို့ရပါတယ်ခင်ဗျကျွန်တော်တို့ဒီအယောင်းဝယ်ကဘယ်လောက်ထိယုံကြည်စိတ်ချရလဲဆိုရင် Telegram အကောက်လေးတစ်ခုပဲရှိပါတယ်ဗျဒီ Telegram အကောက်လေးပါအယောင်းဝယ်လုပ်ချင်တယ်ဆိုရင်တော့လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ